ဆိုင်ငယ်ချင်းကိုမိတ်ဆွေများမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ auto way နဲ့မှာအင်ဂျင်ပါဝါခန့်မြင့်နေရတော့ဒါရွေးချက်ဝေခြင်းနဲ့ညီကိုမိတ်ဆွေများအတွက် Honda Forza 300လေးနဲ့ညီကိုမိတ်ဆက်ပေးမယ် license လေးပါပါတယ်ဗျာနော် ARV license သက်တမ်းအရှင်လေးနဲ့ဖြစ်မယ် model လေးကတော့2020 date လေးပါခင်ဗျာနော်ဒီကောင် smart key လေးနဲ့ဖြစ်ပါမယ်ဒီကောင်မှာကျွန်တော်တို့ဒါပထမဆုံးအချက်အနေနဲ့ဒိုင်ခွက်လေးရနော်ဒါမောင်းနေနဲ့ဒိုင်ခွက်လေးကြည့်ရတဲ့ feeling အရမ်းမိုက်တယ်ဒီကောင်မှာကျွန်တော်တို့ TCM မှုတွေ ABS တွေပါတယ်ကီလို2900ကျော်ပါမယ်ဗျာနော် original ကီလိုအမှန်လေးနဲ့ဖြစ်မယ်ဒုတိယကြိုက်တဲ့တစ်ချက်ကတော့ကျွန်တော်တို့ဒီအရှိလီကာမန်လေးရနော်ဒါမော်တာလေးနဲ့ဖြစ်မယ်အတင်ချားတွေလုံးလို့ရမှာခင်ဗျာနော်ပြောလို့ရှိရင် original ပစ္စည်းလည်းအကုန်ဆုံးပါပါတယ်ကျွန်တော်တို့ဒီဗတ်မှန်နေရအစနော်ဒါ signal လေးပါမယ်ဗျာနော်ကျွန်တော်တို့အရင်ဆုံးဒီရုပ်ထွက်ကြီးကတော့နော်လုံးဝရမ်းမိုက်တယ်ဒီမီကွက်တွေအစနော်လုံးဝကြည်တော့ရှင်အကွဲပြန့်တာစာလွတ်မယ်တာယာလေးရှင်းတော့ပြည့်တယ် drone တွေအထူးကြံသေးတယ်နော်ပါတာစာလုံးဝမရှိဘူး ABS တွေပါအကုန်အလုံးလုံးမယ်ခင်ဗျာနော်ကာဘာဆေးပုံးစင်းနာစာကတော့လုံးဝတစ်စီးလုံးလွတ်ပါတယ်ခင်ဗျာနော်ဒီကောင်စေးတိုင်းကြီးတန်းကြီး frame တန်းကြီးအစွေးနာစာအင်ဂျင်အဖွင့်လက်တိုက်ခိုက်ကျွန်တော်ဆိုင်ရနေပြီးတော့တရားကန်တော့အာမခံပြီးတဲ့ညီကိုမိတ်ဆွေများအောင်နော်ကရောင်းနေပါလေအကုန်စစ်ပြီးသား ARV license တက်တန်အရှင်လေးနဲ့ဈေးနှုန်းလေးကတော့380အပေါ်မှာညီကိုတွေရောင်းချပေးမယ်ညီကိုမိတ်ဆွေများအနေနဲ့အခုလက်ရှိကျွန်တော်ပြသခဲ့တဲ့ Forza လေးကိုကြိုက်နေတဲ့လို့အားပေးနေဆိုရင်ကျွန်တော်ဆိုင်လေးစာလေးကပဲခူးမျိုးလွှတ်တရုံရှိဟန်တာဦးနှစ်လမ်းထဲမှာရှိပါတယ်ဖုန်းနံပါတ်တွေကတော့3999816333 3999898164 3999663036နဲ့6ကြိုက်နေတဲ့ဖုန်းနံပါတ်ကနေပြီးတော့အသေးစိတ်ကိုဗီဒီယိုကြည့်ရှုပြီးတော့ဝယ်အားပေးလို့ရပါတယ်ကျွန်တော်တို့စရန်ချပြီးတော့ကြံငွေအအောင်ရှင်စနစ်လေးလည်းရှိပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်